အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းမိတ်ဆွေပေါင်းတို့မင်္ဂလာပါခင်ဗျာဆရာကအခုတခါဒီ6လပိုင်း15ရက်နေ့မှစပြီးတော့6လပိုင်း30ရက်အတွင်းအကျိုးတက်ရောက်မယ်အင်္ဂါသားသမီးတို့အတွက်ခေါ်စံကိုဟောပေးမှဖြစ်ပါတယ်အင်္ဂါသားသမီးတို့ဒီရပိုင်းလေးမှာပေါ့နော်အထူးသဖြင့်စိတ်ဖြစ်စီမှုတွေများမယ်ကိုမလိုလားဘူးကိုမကျင်နာဘူးကိုမပျော်ရွှင်ဘူးနော်အဲ့လိုမျိုးစိတ်ကတိတဲ့ပြဿနာတွေလည်းကြုံရတတ်တယ်နော်မိသားစုအရေးမှာပြောမယ်ဆိုလို့ရှိရင်မောင်နှမရေးရှိမယ်တာသမီရေးရှိမယ်လူမှုရေးရှိမယ်တငယ်ချင်းအရေးရှိမယ်စသဖြင့်အရေးပေါင်းစုံပေါ့နော်ကိုပြောတာကိုအတိုက်ခိုင်လုပ်တာကိုစကားနဲ့ပတ်သက်ပြီးလူယုံမရှိတာကိုအထင်သေးမှတာအဆူဆွဲခံရတာဒါလေးတွေအင်္ဂါသားသမီးမှာအခက်မသိကြုံရကိန်းဖြစ်နေပါတယ်အထူးဂရုစိုက်ပေးပါဒါကြောင့်မလို့အင်္ဂါသားသမီးတို့ဒီ15ရက်အတွင်းမှာအထူးသဖြင့်ပေါ့နော်ဒီ15ရက်6လပိုင်းမှာစပြီးတော့ကျွန်တော်တို့30ရက်နေ့6လပိုင်း2026ခုအတွင်းမှာဒီ15ရက်လေးမှာအပြောတတိအစိုးတတိအသွားတတိအလာတတိမျိုးစုံနော်ရှောင်ပေးလိုက်ပါနောက်စီးပွားရေးလုပ်ရမယ်ဆိုလို့ရှိရင်လက်ရှိလုံးနေတဲ့စီးပွားရေးကိုတော့လုံးနေလိုက်ပေါ့လေအလုံးနဲ့ပတ်သက်ပြီးကိုလက်ရှိလုံးနေတဲ့လုပ်ငန်းတောင်မှဝန်ထမ်းနဲ့ဆိုလို့ရှိရင်အထူးသဖြင့်အလုပ်ထမ်းမှာပေါ့နော်လုပ်ငန်းအတိုက်ခိုက်ပေါ်တာကိုယ့်ရဲ့လုပ်ငန်းရှင်ကကိုဖိနှိပ်တာလုပ်ငန်းရှင်နဲ့ကိုနဲ့ဓာတ်ရိုက်ပြဿနာတက်တာကြုံရတတ်တယ်တကယ်လို့လုပ်ငန်းရှင်နဲ့မဖြစ်ခဲ့ရင်တောင်မှပဲကိုယ့်ရဲ့လုပ်သားအဖော်လေးတွေအချင်းချင်းကိုမနာလို့ပြဿနာတိုက်ခိုက်လုပ်တာကိုရမှာတပုတ်လေလွှဲတာဒါမျိုးလေးတွေအင်္ဂါသားသမီးတို့ခိတ္တကြုံရဖို့အကြောင်းရှိနေတယ်နော်အဲ့ဒါကြောင့်တတိမျိုးစုံနဲ့နေပေးလိုက်ပါနောက်ကိုပိုင်စီးပွားရေးလုပ်တဲ့အင်္ဂါသားသမီးတို့ကကြတော့လက်ရှိလုပ်နေတဲ့စီးပွားရေးမှာပေါ့နည်းကတိလိုက်မယ်ရောင်းအားမကောင်းတာအယောင်းဝယ်သမားတွေဆိုလို့ရှိရင်ရောင်းအားမကောင်းတာတဘောမှာဖောက်တဲ့ရှိနေတယ်လို့ဆိုရင်ဖောက်တဲ့ပြတ်တာခဏလေးအတွင်းမှာပေါ့နော်ကိုစီမှာပေါ့မာပြီးသားပစ္စည်းမယူတာနော်ယူပြီးသားပစ္စည်းကိုပြန်ပြီးတော့ပို့ပေးတာဒါမျိုးအခက်အခဲလေးတွေရင်ဆိုင်ရတတ်တယ်ဒါကြောင့်အင်္ဂါသားသမီးတို့ဒီရက်ပိုင်းမှာအထူးသဖြင့်စီဝါရေးလောကနဲ့ပတ်သက်ပြီးနဲ့ဝင်ငွေကိစ္စလေးတွေကိုဂရုစိုက်ပေးပါဒါကြောင့်မို့လို့အထူးအရေးကြီးတာကကြတော့လေဒီဘက်ရက်ပိုင်းမှာကိုအားကိုပြီးတော့ပတ်စံရှင်းကားယူခြင်းတဲ့လူတွေလာလိမ့်မယ်တောင်းမယ်နော်ပတ်စံတောင်းမယ်ပတ်စံချီတောင်းမယ်မပေးနဲ့နော်ပတ်စံလိုချင်တဲ့ပြောမယ်မပေးနဲ့ငွေကြေးချင်းကပေးခြင်းအပြင်လင်ခံရတတ်တဲ့သဘောများလဲကြုံသွားနိုင်တယ်နောက်တစ်မျိုးကကြတော့အိမ်ထောင်ရေးမိမိတို့အိမ်တွင်းရေးနဲ့ပတ်သက်ပြီးအိမ်ထောင်ရေးကတော့တမယုတ်ကြမှာတော့တက်ပြဿနာမရှိပါဘူးဒါပေမဲ့ကိုစိတ်လုံခြုံမှုမရှိတဲ့ကိစ္စတွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လက်တွဲဖို့ပါပေါ့နော်အိမ်တော်ဘက်ပေါ်မှာအလိုလိုကိုပေါ့နော်ဘဝင်မကြတာအထင်သေးတာအထင်မှားတာလေးတွေကြုံရတတ်တယ်ဒါကိုမိသားစုပြဿနာမတက်အောင်ပေါ့နော်အိမ်တော်ရေးမှာတေချာစွာဂယူစိုက်ပြီးတော့ပေါ့တတိလေးတွေနဲ့နေပေးလို့ရှိရင်ပြဿနာအေးပါတယ်နောက်အင်္ဂါသားသမီးတို့ဒီရီဇာကိစ္စနဲ့ပတ်သက်ပြီးအခြေကိစ္စမှာရှိနေတဲ့ရီသာကွဲသွားတာနော်ရှိပြီးသားရီသာကိုပမာအထင်သိမ်းမာတာရှိပြီးသားရီသာကိုပမာပေါ့နော်လမ်းကြောင်းပြောင်းခြင်းနာဒါမျိုးစိတ်ဆင်းရဲမှုလေးတွေခိတ္တကြုံရဖို့ရှိနေတယ်နော်အင်္ဂါသားသမီးတို့အနေနဲ့အဲ့ဒါလေးတော့ဂယူစိုက်ပေးလာပါနောက်လာလို့ဆိုလို့ရှိရင်အင်္ဂါသားသမီးတို့အနေနဲ့ပေါ့နော်9လပိုင်း20ရက်လောက်ကစပြီးလို့ရှိရင်ဒါမျိုးတွေအားလုံးကောင်းသွားပြီအနိကဆုံးပြဿနာကတော့ဒီ15ရက်နေ့မှစပြီးတော့ဒီ6လပိုင်း30ရက်အတွင်းကိုတော့ဂယူစိုက်ပေးပါအားလုံးသောသူတော်ကောင်းမိတ်ဆွေအပေါင်းတို့ကောင်းကြီးချမ်းသာလေးတွေနဲ့ရကြပါသေးအင်္ဂါသားသမီးတို့အတွက်ဟောချက်ကတော့ဒီလောက်ပါပဲအဲ့တော့ဆရာတို့တတိပုဂ္ဂလအတွက်ဗေဒင်မိမ့်မဲ့ဆိုလို့ရှိရင်ဖုန်းလေးတွေဆက်သွယ်ပြီးတော့ရဝေကလူတွေဆက်သွယ်လို့ရပါတယ်ဗေဒင်ဟောခမ်းမှလာမယ်ဆိုလို့ရှိရင်ဆရာခုမန္တလေးဟောခမ်းမှာရှိနေပါတယ်လက်စလေးတွေကိုဆရာဝေါ်ထက်မှာလည်းဖုန်းနံပါတ်လေးတွေပေးထားပါတယ်လက်စလေးတွေကိုလည်းဝေါ်ထက်မှာဝင်ကြည့်လို့ရပါတယ်အားလုံးတော့သူတော်ကောင်းအပေါင်းတို့ကောင်းခြင်းချမ်းသာရကြပါစေ